စန္ဒရှင်ကြိုက်တမော်စေတီတော်ဗုဒ္ဓပူဇဏီယပွဲတော်ကျင်းပနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မူရုံမြို့နယ်ကမာဝတ်မြို့အရှေ့ဘက်ရှိစန္ဒရှင်ကြိုက်တမော်စေတီတော်ဗုဒ္ဓပူဇဏီယပွဲတော်ကို၃ရက်တိုင်းကျင်းပနေပြီးလာရောက်ဖူးမြော်လက်ပတ်သူတွေနဲ့စီကားနေတယ်လို့ဂောဘကအဖွဲ့စီကနေသိရပါတယ်။အဆိုပါစန္ဒရှင်ကြိုက်တမော်စေတီတော်ဗုဒ္ဓပူဇဏီယပွဲတော်ကိုသတင်းကြိုလာပြေကျော်6ရက်အောက်တိုဘာလ12ရက်ကနေသတင်းကြိုလာပြေကျော်10ရက်အောက်တိုဘာလ14ရက်အထိကျင်းပနေတာဖြစ်ပါတယ်။ပွဲတော်ကာလအတွင်းချိတ်တမော့တောင်ပေါ်သို့တက်ရောက်လို့တဲ့ဖျားဖူးတွေအနေနဲ့မနက်၄နာရီကနေညနေ9နာရီအထိတက်ရောက်ခွင့်ပြုထားပြီးဖျားပွဲတော်ကိုအနေနဲ့ရက်မှလာရောက်ဖူးမြော်လက်ပတ်သူတွေနဲ့စီကားနေတယ်လို့ဆိုပါတယ်။ဖျားပွဲတော်ကိုအောက်တိုဘာလ12ရက်မှာစန္ဒရှင်ကြိုက်တမော်လေးစေတီတော်မုံဝါဖွင့်ပွဲနဲ့အလေးချိန်ပိတ်သား600ကျော်ရှိတဲ့ခေါင်းလောင်းတော်ရေဆက်ချပွဲကျင်းပခဲ့ပြီးအောက်တိုဘာလ13ရက်နေ့မှာတော့စွန်ကြီးလောင်းလူပွဲနဲ့ဗြိဒါပင်လောင်းလူပွဲအောက်တိုဘာလ14ရက်နေ့မှာနှစ်ကျိတ်ရှိစုဖျားတွေဒေသစာရီလှည့်လည်ပူဇော်ခံပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။